လေလွင့်သူမြတန်းတင့်အခန်းနှစ်ဆရာတို့လင်မယားကကိုယ့်အခန်းထဲကိုနေကြတယ်။နှစ်ယောက်စလုံး80နာကတ်နေကြပြီထင်တယ်။ကြော်တောင်ကြော်ပြီလားမဆိုနိုင်ဘူး။ဆရာတို့လင်မယားကိုကြည့်ရတာတော်တော်အသေးရဖို့ကောင်းတယ်။ကျွန်တော်အသေးရတယ်ဆိုတာဒီလိုပါ။ကျွန်တော်ကဆရာကိုထင်ကြီးတယ်လေးစားတယ်။ဒီအသက်အရွယ်ကြီးထိဘာဖြစ်လို့များကျောင်းဆရာလုပ်နေသေးလဲဆိုတာကျွန်တော်နားမလည်နိုင်ဘူး။ဆရာကိုကြည့်တော့ခါကတော်တော်ကိုကိုင်းနေပြီ။ကျောင်းမှာစာသင်ရေးမြေဖြူတို့ဘာတို့လွတ်ကျသွားရင်တော်တော်နဲ့ကုန်းကောက်လို့တော့မရဘူး။ရှီတန်းမှာထိုင်နေတဲ့ကျောင်းသားတစ်ယောက်ကထပြီးကောက်ပေးရတာချေပဲ။အမှန်ကတော့ဆရာကိုထင်ကြီးလေးစားလို့ကျွန်တော်ကဒီလိုထင်နေရပါ။တကယ်တော့ဆရာလဲလူပါပဲ။ကြွားကြံဝါကျင်တာလေးတွေရှိမှာပေါ့။ဥပမာဆရာကြွားတာလေးတစ်ခုကိုကျွန်တော်ပြောအောင်မယ်။တစ်ခါတော့ဆရာကကျွန်တော်တို့ကျောင်းသားတစ်တိုက်ကိုချောကလက်ကြိုပြီးကျွေးတယ်။ကျွန်တော်တို့ချောကလက်စားနေတော့မှဆရာကသူ့ဝယ်လာတဲ့နာဘာဂျိုဆောင်ကြီးကိုထုတ်ပြတယ်။သူနဲ့ဆရာကတော့အိန္ဒိယလူနီတယောက်ဆရာဝဲလာတာတဲ့အမှန်တော့သူ့ဆောင်ကဒီလောက်ကောင်းတဲ့ဆောင်လည်းမဟုတ်ပါဘူး။ဒါပေမဲ့ဆရာမနေနိုင်ဘူး။သူဝယ်လာတာကိုထုတ်ပြပြီးကြွားပြအောင်ကြွားလိုက်သေးတယ်။အသက်ကြီးလာပြီဆိုရင်ဘသူဖြစ်ဖြစ်ဘာမဟုတ်တာလေးကိုကြီးကြီးကျယ်ကျယ်လှုပ်ချင်လှုပ်နေကြသလားမပြောတတ်ပါဘူး။ဆရာအခန်းကတကားပွင့်နေတယ်။ဒါပေမဲ့ကျွန်တော်တန်းပြီးဝင်မသွားပါဘူး။ရင်းကြီးသမှုအနေနဲ့တကားခောက်လိုက်တယ်။ကျွန်တော်ဝင်သွားတော့ဆရာကတရေထိုင်ကုန်ကြီးပေါ်မှာစောစောကကျွန်တော်ပြောတဲ့နာဘာဂျိုဆောင်ကြီးကိုချုံလို့ကျွန်တော်ကတကားခောက်လိုက်တော့ဘသူလဲဟိဟိုတင်လာလို့လှမ်းអော်တယ်ဆရာဟာအတန်းအပြင်မှာလဲလီတန်ခက်ကြဲကြဲပါပဲခန်းထဲကိုဝင်သွားတော့ငါလာမိတာမှားပြီထင်တယ်လို့ကျွန်တော်ဘာသာထင်လိုက်မိတယ်ဆရာကအတ္တလန်တိတ်လဆင်မဂဇင်းကိုဖတ်လို့သူ့ဘေးပတ်ပတ်လက်မှာလဲစီးပလင်းတွေစီးလုံးတွေစီးပြားတွေပြန့်ကျဲလို့အခန်းတစ်ခန်းလုံးလဲ Facebook စီနန်းကထောင်းထောင်းထနေတယ်ကျွန်တော်ဟာနေမကောင်းတဲ့လူကိုတိတ်ဆောင်ခွင့်လေးမရှိတော့လဲဆရာနာကိုလာရတာတော်တော်စိတ်ညစ်သွားတယ်ပူပြီးစိတ်ပြက်စရာကောင်းတာကဆရာဟာဟောင်းနှွမ်းနေတဲ့ရေချိုးဝတ်ယုံကြီးကိုဝတ်ထားတယ်ဝတ်ယုံကြီးကလည်းတော်တော်ဟောင်းနေပါပြီသူမွေးခါစားတော့ကဝတ်လာတဲ့ဝတ်ယုံများလာတော့အောင်မရတယ်ကျွန်တော်ကလည်းတမျိုးအသက်ကြီးကြီးလူတွေညစ်အိမ်အင်ကြီးတွေရေချိုးခန်းဝတ်တဲ့ဝတ်ယုံကြီးတွေကိုဝတ်နေတာမြင်ရင်စိတ်ထဲမှာတမျိုးပဲတဲမကြိုက်ချင်ဘူးဝိယောအင်ကြီးကိုရင်ဘတ်ဟထားတော့သူတို့ရဲ့နံရိုးတွေရင်ကောင်းရိုးတွေကအပြိုင်ပြိုင်ပေါ်လို့ပြီးတော့ခြေထောက်တို့ပေါင်တန်တို့ကလည်းပလွေရိုးတွေကျနေရပဲရေချိုးစိတ်တို့ပင်လယ်ကန်ဆက်တို့မှာဖိုးကြီးအဖွားကြီးတွေရေချိုးဝိယုံကြီးတွေဝတ်တာကိုကျွန်တော်မြင်မှုတယ်ဘလို့မှကြည့်မကောင်းဘူးခြေထောက်တွေပေါင်တန်တွေကဖြူရောမွေးမင်တို့ဘာလို့လည်းမရှိဘူးကြောင်ချောချောရဲ့နေကောင်းရဲ့လားဆရာပေးလိုက်တဲ့စာရပါတယ်ဘာဖြစ်လို့ပေးရလဲကျွန်တော်လာနှုတ်ဆက်မှာပေါ့ဆရာနောက်တာလူကျောင်းပြန်ဖွင့်ရင်ကျွန်တော်ကျောင်းကိုပြန်လာမှာမဟုတ်တော့တဲ့အတွက်သူ့စီကိုလာပြီးနှုတ်ဆက်ဖို့စာကလေးတစ်စောင်ကျွန်တော်စီရေးထားတာ哦ထိုင်ကွာဆိုပြီးကတင်ပေါ်မှာတက်ထိုင်ဖို့လက်ညှိုးထိုးပြတယ်ကျွန်တော်ကဝင်ထိုင်ရင်ဆရာတကွေးပဲနဲ့နေသေးလဲဆရာတိတ်မကောင်းသေးဘူးကွကောင်းတယ်ဆိုဘယ်ဒီလိုနေမလဲကွာဆရာဝန်ခေါ်မှာပေါ့လို့ဆရာကပြောတယ်ဆရာကသူ့စကားသူသဘောကျပြီးရည်နေတယ်ပြီးတော့မှကိုစူးစမ်းပြီးမှတ်အောင်လုပ်လိုက်ရင်ဘောလုံးပွဲမတော့ဘူးလားပွဲရတော့ပွဲကြီးပွဲကောင်းမယ်ကွတော့ပါတယ်ဆရာကျွန်တော်အခုအဲ့ဒီရလာခဲ့တာကျွန်တော်လည်းလှန်တိုင်းအသင်းနဲ့နေ့လယ်ကမှနယူးယောက်ကပြန်လာတာဆရာအမလေးဗျသူ့ကရင်ကလည်းစိတ်မရှိလိုက်တာကြောက်ဆောင်ကြီးပေါ်တက်ထိုင်နေရတယ်လို့ပဲခဏကြာတော့ဆရာကမျက်နှာတီးသွားတယ်ဆရာဟာဒီလိုပဲရီဆရာကိုတစ်ချက်လောက်သာပြောပြီးမျက်နှာပြန်တီးသွားတတ်တာချီပဲမင်းတို့เจ้าကိုပြန်မလာတော့ဘူးပေါ့ဟုတ်တယ်ဆရာမလာတော့ဘူးလို့စိတ်ကူးတယ်ဆရာဟာဘာမှမပြောပဲခေါင်းတငိမ့်ငိမ့်လုပ်နေတယ်စကားပြောရင်ကျွန်တော်ဆရာလောက်ခေါင်းလေးတငိမ့်ငိမ့်လုပ်တတ်တဲ့လူမျိုးကိုကျွန်တော်တယောက်မှမတွေ့ဘူးသေးဘူးဘာဖြစ်လို့ဒီလောက်တောင်ခေါင်းတငိမ့်ငိမ့်လောက်ရတယ်ဆိုတာတော့ကျွန်တော်လည်းမပြောတတ်ဘူးတကယ်ပဲလေးလေးနက်နက်စဉ်းစားနေရလို့လား
ဒါမှမဟုတ်ကိုကောင်နဲ့ကိုဖင်ကိုတောင်ခွဲခြားမသိတတ်လောက်အောင်ရိုးလွန်းအားလုံးနဲ့သူမို့လားဘာကြောင့်လို့တောင်မပြောတတ်တော့ဘူးမင်းเจ้าကြီးနဲ့တော့တွေ့တယ်မဟုတ်လားသူကဘာပြောလိုက်တယ်တွေ့ပါတယ်ဆရာ2 နာရီလောက်ကြာပါတယ်ဘာပြောလိုက်တယ်ဘဝဆိုတာကစားပွဲကြီးနဲ့တူတယ်ကစားပွဲမှာဝင်ကစားရင်သူ့စီကန်းနေနဲ့အညီကစားရမယ်စသဖြင့်ကျွန်တော်ဆုံးမတာပေါ့ဆရာဒီပြင်တော့ထူးထူးထွေထွေဘာမှမပြောပါဘူးဘဝဆိုတာကစားပွဲကြီးနဲ့တူတာဆိုတာကိုဒီပဲပြောတာပါပဲဟုတ်တာပဲတကယ်တော့ဘဝဆိုတာကစားပွဲကြီးပဲငါတပည့်ဒီကစားပွဲကြီးမှာသူ့စီကန်းနဲ့သူကစားပေးလိမ့်မယ်ဟုတ်ပါတယ်ဆရာလာပြန်ပြီကျွန်တော်ဆရာကလည်းဘဝဆိုတာကစားပွဲတဲ့ဘာကစားပွဲလဲကိုယ့်ဘက်ကအနိုင်ရအောင်ကောင်းကောင်းကစားနိုင်တဲ့လူတော်တွေကြီးရှိရင်တော့ဟုတ်တာပေါ့ဘဝဆိုတာကစားပွဲကြီးပဲပေါ့ဒါပေမဲ့ကိုယ့်ဘက်ကလူညက်လူလျှော်ကြီးရှိနေရင်ဒီကစားပွဲကြီးကဘာလို့မှလဲရှုံးနေတဲ့ကစားပွဲကြီးလက်ကားကစားပွဲကြီးဆရာကြီးကမင်းမိဘတွေစီကိုစာရေးအောင်မတဲ့လားတနင်္လာနေ့ကျရင်ရေးမယ်လို့ပြောလိုက်ပါတယ်ဆရာမင်းရောမင်းကိစ္စနဲ့ပတ်သက်လို့အိမ်ကိုစာရေးပြီးပြီလားမရေးတော့ဘူးဆရာဗုဒ္ဓဦးနေ့ညအိမ်ပြန်ရောက်တော့မှပဲအကျိုးကြောင့်ပြောပြတော့မယ်မင်းမိဘတွေကဘာပြောမယ်ထင်တယ်သူတို့ကတော့ကျွန်တော်စူကြမှာပေါ့ဆရာကျွန်တော်ကြောင်းပြောင်းတာ၄ကြောင်းတောင်ရှိနေပြီဆိုတော့ကျွန်တော်ကိုစိတ်ဆိုးကြမှာပေါ့ကျွန်တော်ခေါင်းရမ်းခဲ့တယ်ခုလဲခေါင်းကိုတက်တက်ခါအောင်ရမ်းလိုက်မိတယ်ကျွန်တော်စကားပြောရင်ကိုယ့်လူဆိုတဲ့စကားကိုကိုယ့်ဘာသာကိုမကြာခဏသုံးတတ်တယ်ကျွန်တော်ကဝေါ်ဟာရမကြွေတာလည်းပါတယ်တခါတလေမှာကျွန်တော်ဟာကျွန်တော်အသက်ထက်ငယ်နေပုံပေါက်လို့လည်းပါတယ်အဲ့ဒီတော့ကကျွန်တော်က16နှစ်ခုဆိုရင်18နှစ်ဒါပေမဲ့ကျွန်တော်ဟာ73နှစ်သားလေးလိုနေတော့မယ်ရည်စရာတော့ကောင်းပါတယ်ကျွန်တော်ကိုကြည့်လိုက်တော့အရက်က6ပေနဲ့လက်မခေါင်းကလည်းတစ်ခေါင်းလုံးဖြူဖွေးနေပြီတကယ်ပြောတာကျွန်တော်ခေါင်းရဲ့ဘယ်ဘက်ချမ်းမှာဆိုရင်စပင်းဖြူတွေတန်းချီပြီးတောင်ရှိလိမ့်မယ်ထင်တယ်ခေါင်းတစ်ချမ်းဖြူတာဟာခုမှမဟုတ်ဘူးကျွန်တော်ငယ်ငယ်လေးကတည်းကဖြူတာဒါတောင်မှတစ်ခါတလေကျွန်တော်ဟာ12နှစ်သားလေးတယောက်လိုနေတုံးထိုင်တော့မယ်တဲ့ကျွန်တော်ဖေကပြောတယ်တစိမ့်တစ်ပိုင်းတော့မှန်ပါလိမ့်မယ်ဒါပေမဲ့လည်းအကုန်လုံးတော့မမှန်ဘူးဗျခတ်တာကလူတွေဟာသူတို့ပြောဆိုတာအကုန်မှန်တယ်လို့ရှိထင်နေကြတယ်ကိုယ့်အသက်နဲ့လိုက်အောင်နေအောင်လို့လူတွေကပြောကြပေမဲ့ကျွန်တော်သူတို့စကားကိုအရေးလုံးမနေနိုင်ဘူးတခုတော့ရှိရဲ့သူတို့ပြောပန်များလာတော့နည်းနည်းနားညည်းတယ်ခါတလေတော့လေကျွန်တော်လူကြီးလိုကောင်းကောင်းမွန်မွန်နေပါတယ်ဒါပေမဲ့ဒါကြတော့သူတို့ကအတိမတ်မပြုကြဘူးဗျမသိတယ်လို့လုပ်နေကြတယ်လူတွေဟာကောင်းတာလုပ်ပြီးဆိုရင်တိတ်မသိချင်အောင်ဆောင်တတ်ကြတယ်အတိအမတ်မပြုချင်တတ်ကြဘူးဆရာကခေါင်းလေးတငိမ့်ငိမ့်လုပ်နေတယ်သူ့လက်ကနှာခေါင်းစီကိုရောက်သွားတယ်ကျွန်တော်ထင်တာကတော့နှာကလေးတိုးလောက်တို့နေတယ်ထင်တာပေါ့ဒါမှမဟုတ်ဘူးဗျနှာခေါင်းကိုနှိုက်နေတာခန်းထဲမှာကိုတပည့်တယောက်တည်းရှိနေတော့ဒီလိုလုပ်တာဟာအရေးမကြီးဘူးလို့ထင်ပုံရပါတယ်ဟုတ်ပါတယ်ကျွန်တော်ကလည်းအရေးမကြီးပါဘူးသို့တော့ကိုရှိမှနှာခေါင်းကိုနှိုက်နေရမြင်တော့နည်းနည်းတော့ယွန်းတာပေါ့ဗျာကျောင်းဆရာကြီးနဲ့လာတွေ့တော့ကမင်းဖေရောအမေရော2ယောက်စလုံးငါတွေ့လိုက်ရပါတယ်တော်တော်အထက်တန်းကြတဲ့ပုံကိုယ်တွေပဲဟုတ်ကဲ့သူကတော့အထက်တန်းကြတဲ့ကျွန်တော်ကတော့အဲ့ဒီစကလုံးကိုတော်တော်မုန်းတယ်အယမ်းမုန်းတယ်လောကစကားလို့ထင်တယ်လေအဲ့ဒီစကလုံးကိုကြားရတိုင်းကျွန်တော်စိတ်ထဲမှာတမျိုးကြီးပဲဒီတုန်းမှာဆရာဟာကျွန်တော်ကိုတခုပြောတော့မဲ့ပုံနဲ့ကိုမတ်လိုက်တယ်အမှန်တော့တပင်လှန့်ချီပေးလိုက်တာပါဆရာဟာသူ့နားမှာရှိတဲ့အတ္တလန်တိတ်လဆင်မဂဇင်းကိုကျွန်တော်ဖေးအိယာဘော်ကိုလှမ်းပစ်လိုက်တယ်ဒါပေမဲ့ဂရင်မော်မရောက်ဘူးဗျနှစ်လက်မလောက်လွဲသွားပြီးဂရင်အောက်ကိုကျသွားတယ်ကျွန်တော်ကထိုင်ရာကထကောက်ပြီးဂရင်မော်ကိုတင်ထားလိုက်တယ်ကျွန်တော်အခန်းထဲကထွက်ပြေးခြင်းတယ်ကျွန်တော်ကိုဩဝါဒအရှိကြီးပြီးတော့မယ်ဆိုတာကျွန်တော်သိလိုက်ပြီလေဆရာပြောတဲ့စကားတွေအဆုံးအမတွေနဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောလို့ပါဘူးဒါပေမဲ့လီရှိရာရဲ့အခန်းထဲက Vispiosi နံကြီးထောင်းထောင်းထနေရရဲ့ကိုကျွန်တော်မခံနိုင်ဘူး
ပြီးတော့ညဝက်အင်ကြီးကြီးလိုရေချိုးပြီးဝတ်တဲ့ဝတ်ယုံကြီးလိုအင်ကြီးမျိုးနဲ့ကိုယ့်ရုပ်ကာယဖြစ်နေတာကိုလည်းကျွန်တော်မကြည့်ချင်ဘူးကျွန်တော်ထင်တဲ့အတိုင်းပါပဲလာပါကြီးခင်ဗျဩဝါဒရှိဘလို့ဖြစ်တာလဲကွဒီတစ်ပတ်ဆံမွေးမှာမင်းဘယ်နှဘာသာဖြစ်ရတယ်ဆရာလေတန်ကခါတိုင်းလိုချူချူတတာတော့မဟုတ်ဘူးဗျနည်းနည်းတင်းနေရလို့ထင်တယ်ငါးဘာသာပါဆရာငါးဘာသာမှာဘယ်နှဘာသာကြတယ်လဲကျွန်တော်ကဂရင်ပေါ်မှာနေရာရွှေ့ထိုင်လိုက်တယ်ဒီလောက်မာကျောတဲ့ဂရင်ကိုကျွန်တော်ဖြင့်ဒီတစ်ခါပဲတွေ့ဘူးသေးတယ်လို့ထင်တယ်လေးဘာသာကြပါရဲ့ဆရာအင်္ဂလိပ်စာကတော့လွတ်လွတ်ကျွတ်ကျွတ်ကြီးအောင်ပါရဲ့ဆရာကျွန်ုပ်သားလော်ရန်တယ်တို့ဘာတို့ဆိုတဲ့ဟာတွေကိုကျွန်တော်အကုန်ရပါတယ်ဆရာဟူတန်ကျောင်းမှာနေကြတဲ့ကဒါတွေအားလုံးကိုကျွန်တော်အလွတ်ရခဲ့တာပါတခါတလေမှာစာစီစာကုန်းလေ့ကျင့်ရလောက်ကလွဲလို့အင်္ဂလိပ်စာမှာကျွန်တော်ဒီလောက်မကြိုးစားလိုက်ရပါဘူးဆရာဆရာကကျွန်တော်ပြောတာကိုနားမထောင်ဆရာဟာဒီလိုပဲလူတစ်ယောက်ပြောရင်သူတွေးကျင်အောင်တွေးနေတယ်သူများပြောနေတဲ့စကားတွေသူ့နာတဲ့ကိုရောက်ချင်မှရောက်တာမင်းကတမိုင်းမှာအကြပေးလိုက်တယ်မင်းကတမိုင်းကိုတလုံးမှမသိဘူးဟုတ်ပါရဲ့ဆရာတလုံးဆိုတလုံးမှမသိဘူးဆရာထပ်ပြောတယ်ကျွန်တော်စိတ်ထဲမှာလည်းတော်တော်ခံပြင်းသွားတယ်ဘယ်နဲ့ဗျာဟုတ်ပါတယ်လို့ကိုကဝန်ခံပြီးကမှနင်းကန်ပြီးထက်ကတလဲလဲပြောနေတယ်ဆိုတော့အောင့်တာပေါ့ဆရာကတော့ဒုတိယအကြိမ်နဲ့မကဘူးဗျနောက်တစ်ချိန်တောင်ထပ်ပြောလိုက်သေးတယ်တလုံးဆိုတလုံးမှမသိဘူးစာတင်တန်းတစ်ပတ်လုံးမှာတမိုင်းစာအုပ်ကိုဖွင့်တောင်ကြည့်မှကြည့်ရလားမသိဘူးစာအုပ်ကိုကောက်မှကန်ရလားမှန်မှန်ပြောစမ်းနှစ်ခါလောက်တော့ဟူလန်ဒီလန်လှန်မှုပါတယ်ဆရာကျွန်တော်ကလည်းအလိုက်ထိုက်ပြောရတာပေါ့ဆရာကသူ့တမိုင်းဘာသာရပ်ဆိုရင်အရန်တန်မိုးထားတယ်ဒီတော့သူ့စိတ်ကျဉ်တဲ့အောင်အလိုက်ထိုက်တော့ပြောရတာပေါ့လေဘာလှန်ကြည့်ရဟလားတော်တော်ဟုတ်တဲ့ကောင်ပဲဟိုဗီယိုဘောကဖိုင်တွဲပုံပေါ်မှာမိကွန်းစာရက်ရှိတယ်တွားယူချင်တယ်ဒါကတော့ကျွန်တော်ကိုတတ်တတ်မဲ့ချောင်ပိတ်တာပဲဒါပေမဲ့မတတ်နိုင်ဘူးလေထသွားပြီးဗီယိုဘောကမိကွန်းစာရက်ကိုယူပေးရတာပေါ့ယူပေးပြီးအုတ်ခုံကြီးလိုမာကျောနေတဲ့သူ့အရာပေါ်မှာကျွန်တော်ပြန်ထိုင်တယ်ဆရာကိုနှုတ်ဆက်ဖို့လာမိတာမှားပြီလေမှတ်ကြရောဆရာကိုနှုတ်ဆက်ချင်တဲ့ကောင်ဘယ်နဲ့ရှိစားဆရာဟာကျွန်တော်အဖြေစာရက်ကိုတီကောင်ကင်တယ်လို့မရေတရေကင်လိုက်တယ်အီဂျစ်လူမျိုးတွေအကြောင်းကိုနိုဝင်ဘာ4ရက်နေ့ကစပြီးဒီဇင်ဘာ2ရက်နေ့အထိထုတ်တင်ခဲ့တယ်အရေးကြီးလို့ဒီလောက်အသေးစိတ်တင်ခဲ့တာကွာခုတော့မင်းကမဖြေမနေရအမှတ်ပြပေးမဲ့အပိုင်းမှာသွားမဖြေဘူးအပိုအစီအနေနဲ့သွားဖြေတယ်မင်းရေးထားတာကိုလည်းနားထောင်ဖတ်ပြရအောင်လားနေပါစေဆရာရပါတယ်ဒါပေမဲ့မရဘူးဗျဆရာကဖတ်ပြတယ်ဆရာသမားများဟာဒီလိုပဲသူတို့လှုပ်ချင်ပြီဆိုရင်ဘယ်တော့မှသွားတာလို့မရအောင်လှုပ်ကူလှုပ်ရမှာဘယ်တတ်နိုင်မလဲကျွန်တော်လည်းထိုင်ပြီးသူဖတ်ပြတာကိုနားထောင်နေရတာပေါ့ဆရာကကျွန်တော်ကိုတက်တက်အချင်းဖောက်နေရတယ်အီဂျစ်လူမျိုးများသည်အာဖရိကမြောက်ပိုင်းတွင်နေထိုင်လျက်ရှိသဖြင့်ရှီဟောင်ကော့ကိဆက်မျိုးနွယ်စုတစုဖြစ်ပါသည်အာဖရိကတိုက်သည်ကမ္ဘာအရှေ့ချမ်းတွင်အကြီးဆုံးပထဝီတိုက်ကြီးတစ်တိုက်ဖြစ်ပါသည်ကျွန်တော်ရေးချင်ရရေးထားတာကိုကျွန်တော်ကထိုင်ပြီးနားထောင်နေရတယ်ဆရာကကျွန်တော်ကိုသိခါချနေရတယ်အမျိုးမျိုးသောအကြောင်းများကြောင့်အီဂျစ်လူမျိုးများသည်ကျွန်တော်တို့အတွက်စိတ်ဝင်စားဖွယ်ကောင်းပါသည်အီဂျစ်လူမျိုးသည်အလောင်းများကိုရာစုနှစ်ပေါင်းများစွာကြာသည့်အထိပုတ်တိုးခြင်းမရှိအောင်မိတို့မိဖို့စီမံထားသည်ကိုခေတ်သစ်သိပ္ပံပညာစူးစမ်းလျက်ရှိပါသည်ထိုဘေနည်းသည်20ရာစုနှင့်သိပ္ပံပညာကိုစိန်ခေါ်လျက်ရှိပါသည်ဆရာကစာဖတ်တာကိုရက်လိုက်ပြီးကျွန်တော်အဖြေစာရက်ကိုအောက်ချထားလိုက်တယ်ကျွန်တော်ဆရာကိုငုံတူလူဖြစ်လာတယ်မင်းရဲ့မဟာစာကြီးစာကုန်းကြီးကဒီတင်ဆုံးသွားတယ်ကွာလို့ခန့်လာတော့ပြောတယ်ဒါပေမဲ့အောက်ဆုံးမှာငါ့ကိုလိတ်တက်ပြီးစာရဆောင်ပါလိုက်သေးတယ်ကွာလို့လည်းလှောင်လိုက်သေးတယ်လူကြီးတွေလှောင်တာပြောင်းတာမြင်ကျွန်တော်တကယ်ခံပြင်းတယ်အဖိုးကြီးကတကယ်ကိုကြည်ကြတယ်ဒီလောက်အရွယ်အဖိုးကြီးတွေဒီလောက်ကြည်ကြလိမ့်မယ်လို့ကျွန်တော်နည်းနည်းမှမထင်မိဘူးဟုတ်ပါလေဆရာကျွန်တော်မှတ်မိပါတယ်သူကရှေ့လျှောက်ဖတ်ပြနေမှာဆိုလို့ကိစ္စပြအောင်မြန်ပြောလိုက်ရတယ်ဒါပေမဲ့မရက်ဘူးခမကြီးဗျောက်ဦးဖောက်တယ်လို့တော်တော်ပူညံခြင်းတဲ့အဖိုးကြီးသူကအတန်ထွက်ပြီးကျွန်တော်စာကိုဖတ်ပြတယ်ဆရာခမကြီးအီဂျစ်လူမျိုးများနဲ့ပတ်သက်၍ကျွန်တော်သိသမျှဖြစ်ပါသည်ဆရာဤပို့ချချက်များသည်စိတ်ဝင်စားဖွယ်ကောင်းတော်လဲရှေးဟောင်းအီဂျစ်လူမျိုးတို့အကြောင်းမှာ
ဘာမှစိတ်ဝင်စားမှုရဲ့ကောင်းသည်ဟုမထင်ပါကျွန်တော်ဒီအင်္ဂလိပ်စာမှအပကျန်ဘာသာအားလုံးကိုကြာရှုံးအောင်ဖြေခဲ့သည့်အတွက်ကျွန်တော်ကိုဆရာဆက်မွဲချလျင်ချနိုင်ပါသည်ဆရာဤတပည့်ဟိုဒန်ကော်ဖီဆရာဟာကျွန်တော်အဖြေစာရက်တွေကိုချပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်ဗျကျွန်တော်အဖြေလွှာတွေကိုဖတ်ပြတဲ့အတွက်ဆရာကိုကျွန်တော်နည်းနည်းလေးမှမကျင်တော့ဘူးကျွန်တော်သာဆရာဆိုရင်ဖတ်ပြမှာမဟုတ်ဘူးခုတော့မဟုတ်ဘူးဗျကျွန်တော်ကိုခေါ်ပြီးရှေ့မှာတောင်ထားနားထောင်ခိုင်းဖတ်ပြပြီးလှောင်နေကျွန်တော်ကတော့ကျွန်တော်ကိုဆက်မွဲချခြင်းရင်လေသူကြည်ကျင်နဲ့ချပါသေးဆိုပြီးစေတနာနဲ့ရေးလိုက်တာဆက်မွဲချတဲ့အတွက်ငါမှအပြစ်ရှိသလားငါတပည့်မရှိပါဘူးဆရာမှန်ပါတယ်စိတ်ထဲမှာတော့ကျွန်တော်ကိုတပည့်လို့တော့မခေါ်စေချင်တော့ဘူးဗျကျွန်တော်အဖြေလွှာကိုဖတ်ပြီးသူ့ကရင်မော်ကိုလှမ်းပစ်တင်လိုက်တယ်ဒီတစ်ခါမှလည်းစာရွက်တွေကကရင်မော်ရောက်မလာဘူးကျမ်းမြင့်မော်ကိုကျသွားတယ်ဒါနဲ့ကျွန်တော်ကပဲကောက်ပြီးကရင်မော်မှာရှိတဲ့အတ္တလန်တိတ်မဂ္ဂဇင်းမော်ကိုတင်လိုက်ရတယ်2မိနစ်တခါလောက်ဒီလိုလုပ်ပြီးနေရတာကိုကျွန်တော်စိတ်ညစ်လာပြီဗျာမင်းသား9နေရာရောက်ရင်ဘယ်လိုလုပ်မလဲတပည့်ဆရာကိုမှန်မှန်ပြောစမ်းဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကိုဆက်မွဲချရတဲ့အတွက်စိတ်ကောင်းပုံတော့မရဘူးဒါနဲ့ကျွန်တော်ကဆရာကိုကြည့်ရင်ကျွန်တော်ဟာမလိမ်ဘူးမလိမ်ပါမှုအတွေးနှုံချတဲ့အကြောင်းဘာညာစသဖြင့်ပြောပြတယ်ပြီးတော့ကျွန်တော်ဟာသူ့နေရာရောက်လို့ရှိရင်ဒီလိုပဲလုပ်မှဖြစ်တဲ့အကြောင်းဆရာဆိုတာစီကံတင်ကြရမှာဖြစ်တဲ့အကြောင်းဒါကိုလူတွေကနားမလည်နိုင်ကြအောင်စသဖြင့်ရှောက်ဖြန်းရတာပေါ့ဗျာတော်တော်ရေစရာကောင်းတယ်ကျွန်တော်ဒီလိုသူနဲ့စကားပြောနေလို့သာပြောရတယ်စိတ်ကတော့တခြားကိုရောက်နေတယ်ဗျကျွန်တော်နယူးယောက်မှာနေခဲ့တော့ကမကြာခဏရောက်ဖူးလို့မြို့လေပန်းချန်ကြီးကိုသွားတတိရတယ်ဟုတ်တယ်ခုတစ်ခါကျွန်တော်အိမ်ပြန်ရောက်ရင်ပန်းချန်ကြီးတွေကရေကန်လေးမှာရေတွေခဲနေအောင်မယ်ကန်ထဲမှာရေခဲရင်ဘဲကလေးတွေဘယ်ကိုသွားနေကြပါလိမ့်တယောက်ကထရက်ကားကြီးနဲ့ပေါက်လာပြီးဘဲကလေးတွေကိုတရိတ်ဆန်ယုံတို့ဘယ်တို့ကိုတောက်ပို့ကြလိမ့်မယ်လို့တွေးမိတယ်ဒါမှမဟုတ်လေတခြားကိုပြန်သွားကြမှာပဲလို့တွေးရောက်နေမိတယ်တော်ဆန်းတယ်နော်ဆရာနဲ့စကားပြောရင်တပြိုင်နက်တည်းမှာကျွန်တော်စိတ်ဟာဘဲကလေးတွေစီကိုရောက်နေတယ်ရည်စရာလဲကောင်းလားဘလို့ပဲဖြစ်ဖြစ်ကိုဆရာတယောက်နဲ့စကားပြောရတာဆိုတော့တိတ်စဉ်းစားမနေရပဲပါဇက်ထဲတွေ့ရပြောလိုက်လို့ရတယ်မှားသွားလဲအကြောင်းမဟုတ်ဘူးလေဆရာကလည်းသူမေးချင်တာကိုဒရက်ဆက်မေးနေတော့မယ်မင်းစိတ်ထဲဘလို့နေတယ်လဲဆိုတာတော့ငါသိချင်တယ်ကွာလို့ဆရာကမေးတယ်ကျွန်တော်ကိုကျောင်းအထုတ်ပြတဲ့ကိစ္စကိုပြောရလားဆရာသူ့ရင်ပန်းဟောင်းလောင်းကြီးပေါ်နေတော့သူ့အင်ကြီးကိုဆွဲပြီးဖုံးပေးလိုက်ချင်တာလေဖိုးကြီးများရင်ဘက်ကနိုင်ရိုးတူးတူးကျတဲ့နဲ့ရင်ပန်းဟောင်းလောင်းကြီးဖြစ်နေတော့ကြည့်လို့မကောင်းလာဘူးပေါ့ဗျာအားထင်တော့ဟူတန်ကျောင်းနဲ့အက်တန်ကျောင်းတော့ကလည်းမင်းဒီလိုပဲလုပ်ခဲ့မှာပဲနေခဲ့မှာပဲလို့ထင်တယ်အက်တန်တော့ကတော့ဒီလိုမဟုတ်ပါဘူးဆရာကျွန်တော်ဆက်မွဲကြလို့တောင်းထုတ်ခံရတာမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ကမနေချင်လို့ထွက်ခဲ့တာပါဘာဖြစ်လို့ထွက်ခဲ့ရလဲပြောရရင်တော့ရှေးကြီးပဲဆရာဇလန်ခက်ရှုပ်ရှုပ်ရဲ့ဒီအကြောင်းတွေဆရာကိုကျွန်တော်ပြန်မပြောပြချင်ဘူးပြောရင်လည်းသူနားလည်နိုင်မှာမဟုတ်ဘူးတကယ်တော့သူကိစ္စလည်းမဟုတ်ဘူးကျွန်တော်အက်တန်ကျောင်းကထွက်လာတဲ့အဓိကအကြောင်းရင်းကအဲ့ဒီကျောင်းကပကသနာတွေများလို့ထွက်လာခဲ့တာတခြားဘာကြောင့်မှမဟုတ်ဘူးဥမာကျောင်းဆရာကြီးဆိုရင်တိတ်ဟိဟန်များတယ်တိတ်အပေါ်ရန်ကြတယ်အခုပင်စီကျောင်းကကျောင်းအုပ်ကြီးဟိဟန်များတယ်ဆိုတော့ကဘာမှမဟုတ်သေးဘူးအက်တန်ကျောင်းအုပ်ကြီးနဲ့စားလိုက်ရင်ကလေးကစားစရာလောက်ပဲရှိတယ်ဥမာတနင်္ဂနွေနေ့ဒီမှာဆိုရင်မိဘတွေကသူတို့သားသမီးတွေကိုကျောင်းဆောင်မှာလာတွေ့ကြတယ်ဆရာကြီးကလာတဲ့မိဘတိုင်းကိုလက်ဆွဲနှုတ်ဆက်တယ်မျက်နှာကိုပြုံးချိုးနေရပဲဥမာကျောင်းသားမိဘကငွေကြေးတက်နိုင်တဲ့အထိတ်ကကျွယ်ဘူးကျွယ်ဝါတဲ့ကဆိုရင်အရေးတယူတိတ်လို့တာပဲစင်စင်ရဲရဲနွမ်းနွမ်းပါးပါးတဲ့ကဆိုရင်ဝိကြေတန်းကြီးလောက်ပဲနှုတ်ဆက်တယ်ဒါတွေမြင်ရရင်ကျွန်တော်ရှင်ထဲမှာတိတ်ခံပြင်းတယ်ဒါနဲ့ကျွန်တော်အက်တန်ကျောင်းအထွက်လာတာတခြားဘာကြောင့်မှမဟုတ်ဘူးဆရာကနောက်ထပ်ကျွန်တော်ကိုဘာတွေမေးနေတယ်မသိဘူးကျွန်တော်လည်းနားရှန်နေအက်တန်ကျောင်းဆရာကြီးအကြောင်းကိုအတွေးဝင်နေမိတယ်ခမညာကျောင်းကထွက်ရတာမင်းမရှက်ဘူးလားရှက်တော့ရှက်တာပါဆရာဒါပေမဲ့တိတ်တော့လည်းမရှက်လာပါဘူးနောင်တော့မပြောတတ်တော့ဘူးပေါ့ဆရာခုလောလောဆယ်ကတော့ကျောင်းကထွက်ရလို့လဲကျွန်တော်မှဘာမှမထိခိုက်ပါဘူးခုကျောင်းမှမနေရတော့ဘူးဆိုရင်အိမ်ုံပြန်အောင်ပေါ့ကျွန်တော်ဗိုလ်တူးနေ့မှာအိမ်ပြန်မလို့ဆရာ
ကျွန်တော်လူမမယ်ပဲရှိသေးတာမင်းနောင်ရေးအတွက်မင်းမစိုးရိမ်ဘူးလားစိုးရိမ်တော့စိုးရိမ်တာပေါ့ဆရာဒါပေမဲ့တိတ်ကြီးစိုးရိမ်ကြောင်းကြတော့လည်းမဖြစ်ပါဘူးဆရာအေးခုမစိုးရိမ်သေးပေမဲ့နောက်ကြတော့မင်းစိုးရိမ်တက်လာလိမ့်မယ်တပည့်အဲ့ဒီတော့နောက်ကျသွားပြီကျွန်တော်သူပြောတဲ့စကားတွေကိုနားသာထောင်နေရတယ်နားရဲလည်းမဝင်ဘူးငါတပည့်လေးမာမပေါ့ကွာငါတက်နိုင်တဲ့များတော့ကူညီချင်ပါတယ်ဟုတ်ပါတယ်သူကကူညီချင်တယ်သူ့စေတနာကိုကျွန်တော်လေးစားပါတယ်ဒါပေမဲ့သူဘာမှမကူညီနိုင်ဘူးဘယ်မှာကူညီနိုင်မှမလဲကျွန်တော်နဲ့ဆရာဟာတောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းလို့ခြားနာနေတာဟုတ်ပါတယ်ဆရာစေတနာကိုကျွန်တော်ယုံကြည်ပါတယ်လေးစားပါတယ်အဲ့ရကောကျွန်တော်ထားရလိုက်တယ်နောက်ထပ်7မိနစ်လောက်တောင်မထိုင်ချင်တော့ဘူးကိုကြီးနောက်7မိနစ်လောက်ဆက်ထိုင်နေရရင်တေးလိမ့်မယ်ထင်တယ်ကျွန်တော်သွားတော့မယ်ဆရာအားကစားရုံထဲမှာကျွန်တော်ပစ္စည်းတွေသိမ်းစရာရှိသေးတယ်ဆရာဟာကျွန်တော်ကိုမော့ကြည့်ပြီးစိတ်မကောင်းတဲ့အမူအရာနဲ့ခေါင်းတညိမ့်လုပ်နေတယ်ကျွန်တော်လည်းသူ့အတွက်စိတ်မကောင်းပါဘူးဒါပေမဲ့ကျွန်တော်ဒီနားမှာထိုင်နေလို့ဖြစ်သေးဘူးလေကျွန်တော်မှာသိမ်းစရာစီးစရာတွေရှိသေးတယ်ပြီးတော့သူ့ပစ္စည်းတစ်ခုကိုဂရမော်တင်တိုင်းအောက်ကျလို့ကောက်ပေးနေရတာမျိုးလည်းမလုပ်ချင်တော့ဘူးရေချိုးဝယုံကြီးဖိုးရိုးဖားရတဲ့နေရာကိုလည်းမကြည့်ချင်ဘူးသူ့အခန်းထဲက Facebook စီမံကိုလည်းမခံချင်တော့ဘူးကျေးဇူးတင်ပါတယ်ဆရာကျွန်တော်အတွက်ဒီလောက်လဲစိတ်မပူပါနဲ့အချိန်တန်တော့အထိုက်လျောက်တော့ဖြစ်သွားမှာပါဒီပြည့်လူတွေလည်းဒီလိုပဲအခက်အခဲတွေကိုဖျက်ကျော်ပြီးအချိန်တန်တော့လည်းအထိုက်လျောက်ဖြစ်သွားကြတာပါပဲဒါတော့ငါလည်းမသိဘူးဒီလိုစင်ဝိရန်ဆောင်ပြောတာမျိုးကျွန်တော်အယမ်းမုန်းတယ်ဟုတ်ပါတယ်ဆရာဒီလိုပဲဖြစ်သွားကြတာပါပဲကျွန်တော်တော့ဒီလောက်မပူပါနဲ့မတော်ခင်ချောကလက်ပူပူလေးတစ်ခွက်လောက်တောက်သွားပါအောင်လားမင်းဆရာကတော့ကတော်ပြီဆရာကျေးဇူးတင်ပါတယ်အားကစားရုံမှာကျွန်တော်အားကစားပစ္စည်းတွေသိမ်းကြရှိသေးလို့ပါပြီးတော့ကျွန်တော်နှုတ်ဆက်တယ်ဆရာကကျွန်တော်ကိုဆုံးမဩဝါဒတွေပြီးရင်ကျွန်တော်ဆရာအတွက်စိတ်မကောင်းပါဘူးတကယ်ပါဆရာကျမကြီးလည်းကြည့်ဆိုင်ပါဆရာအေးကဲသွားပြီတော့တပည့်ဆရာအခန်းတကားကိုကြောပေးပိတ်ပစ်ခဲ့ပြီးဧကန်ဘက်ကိုရှောက်လာခဲ့တယ်ဆရာကျွန်တော်ကိုလှမ်းအောင်ပြောတယ်ဒါပေမဲ့ကျွန်တော်ကောင်းကောင်းမသိခွဲလိုက်ဘူးငါတပည့်ကံကောင်းပါစေကွာလို့ပြောလိုက်တယ်ထင်တာပဲကျွန်တော်ကတော့သူများအတွက်ဒီလိုဘယ်တော့မှပြောလို့မရှိဘူးကံကောင်းပါစေလို့ဘယ်တော့မှမပြောဘူးကိုကံမကောင်းအကြောင်းမလားဖြစ်နေချိန်မှာဒီစကားဟာတော်တော်ကိုနားခဖို့ကောင်းတဲ့စကား